ဒီနေ့ကတော့အိမ်မှာတချင်စဟင်းလေးချက်ထားပါတယ်။တငယ်ချင်းလေးတို့ရောဒီနေ့ဘာဟင်းလေးချက်ကြလဲ။ချက်ဖို့အတွက်ပါဝင်ပစ္စည်းလေးတွေကိုပြင်ဆင်ထားမယ်။အရင်ဆုံးကြက်သွန်ဖြူနဲ့ဂျင်းထောင်းထားလေးကိုထည့်ပြီးတော့စီသက်ပေးလိုက်ပါမယ်။ပြီးရင်တော့ရေစစ်ထားတဲ့ကြက်သားလေးတွေကိုထည့်ပေးမယ်။အရသာအတွက်ကြက်သားမုန့်ထည့်မယ်။ပဲငံပြားကြီးအကြည်ထည့်မယ်။ခရူးစီလေးထည့်ပြီးရင်တော့အရသာတွေအကုန်နှံ့သွားအောင်လို့မှုတ်ပေးထားလိုက်ပါမယ်။ကြက်သားရေထွက်တော့သူ့ရေလေးနဲ့သူပဲအသားလေးတွေကျက်သွားအောင်လို့တည်ပေးထားပါမယ်။အားကျက်သွားရင်တော့ကြက်သွန်လိတာထည့်မယ်ပန်းမုံလာထည့်ပေးပါမယ်ခါကျက်ဥလေးထည့်ပေးပါမယ်ပဲပြားလေးထည့်ပေးလိုက်ပါမယ်ငရုတ်ပွားလေးထည့်ပေးပါမယ်ပြီးရင်မှုေပေးထားလိုက်ပါမယ်မှုေပြီးသွားရင်တော့ငရုတ်ချင်လေးထည့်ပေးလိုက်ပါမယ်ပဲငှက်ပီလေးအနှဲငယ်ထည့်ပေးပါမယ်ပြီးရင်တော့မှုေပေးထားလိုက်ပါမယ်မှုေနေရင်းနဲ့ကိုအနံလေးကမှုေနေရောပဲရေနွေးလေးနှဲငယ်ထည့်ပေးလိုက်ပါမယ်ဆူလာရင်တော့ခရမ်းညင်သီးလေးကိုထည့်ပေးလိုက်ပါမယ်အဆုံးတရုတ်နံနံလေးအုပ်ပေးပြီးသွားရင်တော့အရသာရှိပြီးတော့စားလို့လည်းကောင်းတယ်ထမင်းစားလည်းအရမ်းမြင်တယ်ကြက်ချင်ဆက်ဟင်းလေးရပါပြီခဲချင်းတို့လည်းဘာချက်ရမလဲစဉ်းစားနေရင်တော့ကြက်ချင်ဆက်လေးချက်စားကြည့်တော့စားလို့အရမ်းကောင်းပါတယ်